မင်္ဂလာပါဒီနေ့ဇန်နဝါရီလ4ရက်နေ့2026ခုနှစ်ကနေပြီးတော့မှပြန်လဲကြိုဆိုပါရစေဒီနေ့ကျွန်တော်အတွေ့အကြုံလေးတစ်ခုကိုဝေမျှခြင်းတယ်ကျွန်တော်ဘုရားကျောင်းကနေဘုရားရှိခိုးပြီးတဲ့နောက်ကျွန်တော်တပည့်တော်စုတစုဖြစ်တဲ့ကြောက်စေကအရှိဝိုင်းသူတော်စုမှာကျွန်တော်ပါဝင်ဖို့ကျွန်တော်တို့ခီးထွက်ကြတာပေါ့နော်ကျွန်တော်တို့ကူမဲလောက်ရောက်တဲ့အခါမှာကျွန်တော်ဖုန်းကိုကျွန်တော်စစ်ကြည့်လိုက်တော့ဖုန်းရဲ့ရာခိုင်နှုန်းက 3% ပဲရှိတော့တယ်ဒီတော့ကျွန်တော်ဖုန်းကိုပိတ်လိုက်တယ်ပိတ်လိုက်ပြီးတော့မှကျွန်တော်ကြောက်စေတိဆက်သွားခဲ့တယ်အေးစစ်ပါပဲကျွန်တော်တို့လင်မယားနှစ်ယောက်ပေါ်ပါပဲလူပဲသွားကြတယ်ထူးခြားတာကအဲ့ဒီအရှိဝိုင်းသူတော်စုထဲကိုဝင်တဲ့အခါမှာဖျက်ကြောင်းထဲမှာယုံကြည်သူတွေကစုံနေကြပဲသူတို့ကျွန်တော်စိုက်ကယ်ဝင်သွားတာနဲ့ပြောကြတဲ့စကားတန်ကျွန်တော်စိတ်ထဲမှာတော်တော်လေးခံစားမှုတစ်ခုဖြစ်ဆိုဆရာလာပြီဆရာဖုန်းခေါ်လို့မရလို့စိတ်ပူနေတာဆုံးစက်ပိတ်ထားတယ်ပြောတော့ဘာများဖြစ်တာလဲလို့ဖုန်းက area ပြင်ပဆိုရင်တစ်မျိုးသူမျိုးပြောကြတယ်ဒါပေမဲ့ဆရာရောက်လာပြီဆိုဘုရားကျေးဇူးတော်ပဲဆိုတော့ကျွန်တော်ကပြီးခဲ့တဲ့ဒီနိုဝင်ဘာလအကုန်ပိုင်းလောက်မှာကျွန်တော် cycle accident တစ်ခုဖြစ်ထားတာဆိုတော့သူတို့ကျွန်တော်စိုးရင်ပြီးတော့မှမေးကြတာပေါ့နော်ဒီຢာလေးကကျွန်တော်တို့တော်တော်လေးစိတ်ထဲမှာတီးဆောက်စရာဖြစ်စီပါတယ်ဒီနေ့ကျွန်တော်ဆင်ခြင်မိတဲ့ကျမ်းပိုက်တစ်ပိုက်ရှိတယ်ကိုရိန္သုဩဝါဒစာပရမစာဆောင်ခန်းကြီး73ခန်းငယ်73မှာဖြစ်ပါတယ်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လည်းရှိထိုသုံးပါးတို့တွင်ချစ်ခြင်းမေတ္တာသည်အမြတ်ဆုံးဖြစ်တယ်လို့ဖော်ပြပါတယ်တယောက်နဲ့တယောက်ကျွန်တော်တို့ရဲ့အောင်မေခြင်းတတိယခြင်းဆိုတာတွေအားလုံးကချစ်ချင်းမေတ္တာကနေဆင့်သက်လာတာဖြစ်တယ်ဒီချစ်ချင်းမေတ္တာစိတ်အားဖြင့်ကျွန်တော်ရဲ့အသက်ရှင်မှုအားဖြင့်တယောက်နဲ့တယောက်ပြန်လဲတည်ဆောက်ပေးနိုင်တာဖြစ်ပါတယ်ဂလာတီအိုရာစာခန်းကြီး9အခန်းငယ်14မှာလည်းပဲကိုယ်နဲ့ဆက်ဆိုင်သောသူကိုယ်နဲ့မြချစ်လို့ဟူသောပြည့်ညတ်တစ်ပါးကိုကျင့်လျင်ပြည့်ညတ်တရားရှိသမျှတို့ကိုအလုံးစုံကျင့်ရရောက်တယ်လို့နှုတ်ကတော်မှာဖော်ပြပါတယ်ဒါကြောင့်ချစ်ချင်းမေတ္တာလို့ပြောတဲ့အခါမှာတယောက်နဲ့တယောက်တီဆောက်ပေးလို့တဲ့စိတ်သဘောတယောက်နဲ့တယောက်မေတ္တာချင်းထုံးဖွဲတဲ့အရာအပြင်ဂရုစိုက်တဲ့အရာကအဲ့ဒါချစ်ချင်းမေတ္တာအစင်မှန်ပါပဲဒီလူလောကမှာလိုအပ်နေတဲ့အရာကဒီအချက်ကလေးဖြစ်ပါတယ်ချစ်ချင်းမေတ္တာဟာကျွန်တော်တို့အသက်တာအတွက်ဘုရားသခင်ကကျွန်တော်တို့ကိုစံနမူနာပြုပြီးတော့မှယေရှုခရစ်တော်ဘုရားကိုလူလောကကိုဆေးလွတ်ပြီးပို့ဆောင်ပေးခြင်းဟာစံနမူနာဖြစ်တယ်ဆိုတဲ့အရာလေးကိုကျွန်တော်ခွန်အားရပါတယ်ဒီအရာလေးအပြင်ရောက်တိုင်းကိုဝင်ငှပါအားလုံးပေါ်မှာဖျက်ခင်ကောင်းချီးပေးပါစေ